င်ကုလိမာလပရိတောပရိဒံယဝနတတနိသိဏဌာနဒောဝနံဥဒကံမိဝိနာတိတိတဗ္ဗမေဝပရိတယံဒုတိနာကဗ္ဗဝဋ္ဌာနံယေသတာဒိတိသင်္ကနေထေရသိင်္ဂုလိမာလတလောကနာထေနဘာတိတံကဗ္ဗထာယိမာတိသံပရိဒံတံဝနာမဟေယံပရိဒံအင်္ဂုလိမာလနာမဟိတ်ကျော်အကျဉ်ပရိတောကိုဗနတတမေယောဟောတယဟံမြဤနိသိဏဌာနဒောဝနံနေယဂိအောင်စက္ခလျောက်သည့်ညောင်ဆောင်အင်းဖြင့်နေထိုင်ရပလင်ကိုတုတ်တင်ဆေးကြောသောဥဒကံမိဖုံမှုထူထဲမြူတလဲတို့နှင့်ဖြူမဲရောနေလူလဲသောပရိယေပင်တော်လဲသာဗံပရိတယံဖုတ်တရေပံအခန်းခန်းနှင့်နှကြနတ်ဆိုဆွဲလန်းသောဘေးရန်မျိုးကိုဝိနာသေတိဤဝမရှိမထောင်အဝေးရောက်အောင်ပြေရှောင်မနေအေးပြောင်းစေနိုင်တော့ဒီသာလင်းဤယံပရိတံအင်္ဂုလိမာလာနာမတစိဂုံတမိန်နှင့်တုံဘိဏံကျော်ခြင်းပရိတောသည်သုတိနံမယိမပန်းမရှိနွမ်းပဲအေချမ်းသာယာဘေဘယံကွာလည်းကဗ္ဗဝဋ္ဌာနိစ္စပြုံပြက်ခမန်းကိုလည်းကြံခြင်းကိုလည်းဒီကနေ့ပရိယေချံပရိပန်းကိုဆိုပြန်ကားမြထုကနာ၌သာရိတိပြီးမြောက်ပိုင်းစေချိမြောက်နိုင်ပါ၏ထေရတအင်္ဂုလိမာလတာအဟိတကနာမကျော်ဟိအင်္ဂုလိမာလမထေကြီးအားလောကနာထေနလူသုံးပါးတို့၏အာထာခိုမိဥသိရှိသွားရှင်တော်မြတ်ဖရာသည်ပါတိတံအင်္ဂါရှိတံဗြဟ္မာတံဖြင့်ထုတ်ပြန်ဖွင့်ပေါ်ဟောမိန်တော်မူအပ်သောကပ္ပထာယိသင်္ချေပတ်လုံးပြမဆုံးပဲမသုံးလဲတကလုံးအမြဲတည်ထသောမဟာဒေဇံနတ်လည်းနဲ့မျိုးစမိုးချုပ်ခဲ့သောထက်မြတ်တော်တို့ကိုလည်းရှိပေသောတံပရိတံအင်္ဂုလိမာလနာမနှံ့ကျော်တို့ပရိတော်ကိုဟေဟိုသူတော်ကောင်းတို့မယံငါတို့သည်ဗန္နာမဖရဏလွမ်းဤမနှွမ်းဤပဲရွှာဤကြည်ယုံရောပွားတဲ့ဆဲကြပါကုန်စို့ယတောဟံမဂိနိအရိယာယဇာတိယဇာတောနာဘိဇာနာမိသင်္စိတ်ပါဏံဇီဝိတာဝရောပိတာဒေနာသစ္စေနာသုတိတေဟောတုသုတိကဗ္ဗတာအင်္ဂုလိမာလသုတ်တံဒိဋ္ဌိတံ